ဘာမှသိမရရသေးဘူးအားအစ်ပဲကြံတော့တယ်ကျွန်တော်ဒီကမ်းခြေလေးကလှတယ်ပြရေဟိုဘက်ကမ်းခြေလေးတွေကမတူဘူးကျွန်တော်ဟိုဘက်တွေရှောက်သွားရင်တော်ကျွန်တော်သွားကျင်သေးတယ်ပေါ့နော်ကျွန်တော်ရဲ့ day 19 video လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့ကမိုးလေးကလည်းနည်းနည်းအုပ်နေတယ်။အချိန်က9နာရီခွဲ။ဒီနေ့ကျွန်တော်သွားမယ့်နေရာကဒီကြားတော့ကျွန်တော်အိမ်သားကနေရာတွေမဟုတ်ဘူးပေါ့နော်။နည်းနည်းလေးတော့ဝေးတယ်။ maybe ကမ်းခြေဖြစ်ရင်လည်းဖြစ်မယ်။ကျွန်တော်ဟိုးအရင်တော့ကျွန်တော်နေခဲ့တဲ့နေရာလေးပေါ့နော်ကျွန်တော်နေခဲ့တဲ့နေရာဟောင်းလေးနေရာကိုကျွန်တော်ပြန်သွားတာပေါ့နော်ဆိုတော့ဒီနားမှာကကျွန်တော်နေအခုလက်ရှိနေတဲ့နေရာတစ်ဝိုက်ကနေရာတွေကစုံသွားပြီအဲ့တော့ကျွန်တော်နောက်ထပ်နေရာအစ်စ်ကိုဒီနေ့စူးစမ်းရှာဖွေလေးလာမှာဖြစ်တယ်ပြီးရင်ဘယ်လိုမျိုးရိုက်ချက်လေးတွေရမလဲရန်ဟိုရင်ကုန်စိတ်လှုပ်ရှားနေပြီအဲ့တော့ကြည့်ကျင်တဲ့တကယ်ချင်းတွေအားလုံးပဲပျော်ရွှင်ရမလို့မျှော်လင့်နေ Come on သွားလိုက်အောင်Got feelings but I'd rather keep it to myself. Don't wanna see you. You got them for someone else. I got a secret and I'm keeping it just to keep it to myself. To myself. But when you find outအဲ့တော့ကျွန်တော်ရဲ့ day 18 video လေးကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ချင်တယ်เนาะအားလည်းကျွန်တော်မထင်မှဘူးပေါ့နော်ကျွန်တော်အားကိုမိတ်ပြီးမသွင်းခဲ့မိဘူးကျွန်တော်အား20နဲ့ထွက်လာတာအခုဘာမှသိမရရသေးဘူးအားအစ်ပဲကြံတော့တယ်အဲ့တော့ကျွန်တော်ဒီကမ်းခြေလေးကလှတယ်ပြရေဟိုဘက်ကမ်းခြေလေးတွေကမတူဘူးကျွန်တော်ဟိုဘက်တွေရှောက်သွားရင်တော်ကျွန်တော်သွားကျင်သေးတယ်ပေါ့နော်တော်ဓမုံကောင်းလေးတွေကျွန်တော်ရအောင်ပါဒါပေမဲ့ကျွန်တော်လောလောဆယ်အားလည်းကုန်ပြီဆိုတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ဒီနေ့ကတော့ဒီလောက်နဲ့ပဲကျင်းနေလိုက်တော့မယ်အဲ့တော့အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့တဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးအရန်တင်ပါတယ်အဲ့တော့နောက်နေ့ဗီဒီယိုလေးမှာပြန်ပြီးတော့ပြန်လည်ဆုံတွေ့ကြမယ်ဘိုင်